တောက်လဲသိလားကော်ဖီနဲ့သာပိန်ကျွန်မပိန်တာကြားလာပြီအားလုံးအဲ့တော့ခံစားချက်တွေရှိလို့ရှိလားဒီနေ့နည်းနည်းခံစားချက်တွေပောက်ကွဲလိုက်အောင်တချို့အစားလျှော့မှာအော်ကျွန်မစားတာတွေ့ဘူးလို့လားလူကိုတွေ့တာနဲ့ဟိုခါတဲ့ဝတယ်ဆိုတာနဲ့ဟိုစားတာနဲ့ဟိုတိုင်းတာလေကိုဟန်ဒီကျွန်မတဲ့2ဆ3ဆစားတယ်ဝကျင်တဲ့အချိန်မှာလေရေတောက်လဲဝတယ်လေရှူလဲဝတယ်တားလို့မရတဲ့အရာနော်နီးမျိုးစုံနဲ့ကျမတို့မပိန်ချင်ဘူးများမှလားအဲကြောင့်လူတယောက်ကိုတွေ့တဲ့ခါမှာကျမတို့ရမကောင်းတာတခုရှိတယ်တွေ့တာနဲ့ကိုလေကောင်းတဲ့ဟာကိုမပြောဘူးနော်လူရဲ့သဘောတဘာဝဘာမှမသိဘူးမြန်မာပြည်မှာပိုဆိုးတယ်လို့ပဲတွေးလိုက်တာနဲ့ကိုချက်ချင်းကိုလေဟဲလာလိုက်တာဆိုမရှိဟဲဝါနော်ကျေးဇူးပဲနင်မပြောလဲငါသိတယ်ဝါလာအစရင်ပြောတာမဟုတ်အားနေချက်ကို